မြေချနေမနာညမနာအမေသားကြိုးစားရှာဖွေတခါတလေတော့လဲထားနေလွတ်လို့ကြားတဲ့မျက်ရည်ခွဲခွာရရှိကြတော့အသက်မှာဖို့ခရပြီမေမေတမ်းမြန်ဘူးငါမငိုပဲကြားတဲ့ဒီအလွမ်းမျက်ရည်အများမမြင်အောင်တာရင်မကြိတ်မိတ်လွမ်းနဲ့အမေဒီကျမပါစေမိမိကျမပါစေအရာဝင်နိုင်ရှိခိုးချသားမောင်စုချွေသူရဲ့စိုက်ပြိုးတဲ့အချိန်လေယာသိမ့်လုပ်ငန်းကြီးတာမရှိတဲ့အခုအချိန်ကြီးဖေဖေမေမေနိုင်နေမှာမလားသားတွေးပူတဲ့အမေအခါကြီးရကြီးများဆိုပိုပြီးတတိယတန်းတာမိနေရွာဖျားဝဲအလှဝဲတိုင်းမလီတားလေတူနှွဲချင်လာဝဲကိုရွာကိုထားနေပြန်ညင်ပါတော့လေမိမိနဲ့ဖုံပြောတဲ့အခါတွေအစင်ပြေပါတယ်မေမေမပင်မမဘူးအမေအစင်လွမ်းနာလေးနဲ့အိမ်ပြန်ခြင်းနဲ့အကြောင်းအမေသားပြောမထွက်ခဲ့ဘူးအမေနိုင်ငံရချာကတိုင်းတစ်ပါးမှမပြောဘူးမေမေရှိရွယ်ချက်များပြည့်ရင်သားအပြည့်ပြန်ခဲ့မယ်အမေအဖေမေအတွက်ဆိုနှစ်စားတို့လိုကြိုးစားရှာမလီအနန္တကျေးဇူးတွေအထူးဆက်မဲ့အမေသားပါမေတခါတလေတော့လဲထားနေလွတ်လို့ကြားတဲ့မျက်ရည်ခွဲခွာရရှိကြတော့အသက်မှာဖို့ခရပြီမေမေတာမြန်ဘူးငါမငိုပဲကြားတဲ့ဒီအလွမ်းမျက်ရည်အများမမြင်အောင်တာရင်မကြိတ်လိမ့်လွမ်းနေအမေကျမပါစေမိမိကျမပါစေအရာဝင်နိုင်ရှိခိုးချသားမောင်စုချွေသူရဲ့စိုက်ပြိုးတဲ့အချိန်လေယာသိမ့်လုပ်ငန်းကြီးသားမရှိတဲ့အခုအချိန်ကြီးဖေဖေမေမေနိုင်နေမှာမလားသားတွေးပူတဲ့အမေခါကြီးရကြီးများဆိုပိုပြီးတတိယတန်းတာမိနေရွာဖျားဝဲအလှဝဲတိုင်းမလီတားလေတူနှွဲချင်လာပဲကိုရွာကိုထားနေပြန်ညင်ပါတော့လေမိမိနဲ့ဖုံပြောတဲ့အခါတွေအစင်ပြေပါတယ်မေမေမပင်မမဘူးအမေအစင်လွမ်းနာလေးနဲ့အိမ်ပြန်ခြင်းနဲ့အကြောင်းအမေသားပြောမထွက်ခဲ့ဘူးအမေနိုင်ငံရချာကတိုင်းတစ်ပါးမှမပြောဘူးမေမေရှိရွယ်ချက်များပြည့်ရင်သားအပြည့်ပြန်ခဲ့မယ်အမေအဖေအမေအတွက်ဆိုနှစ်စားတို့လိုကြိုးစားရှာမလီအနန္တကျေးဇူးတွေအထူးဆက်မဲ့အမေသားပါအမေတခါတလေတော့လဲထားနေလွတ်လို့ကြားတဲ့မျက်ရည်ခွဲခွာရရှိကြတော့အသက်မှာဖို့ခရပြီမေမေတာမြန်ဘူးငါမငိုပဲကြားတဲ့ဒီအလွမ်းမျက်ရည်အများမမြင်အောင်တာရင်မကြိတ်မိတ်လွမ်းနေအမေ